နေ့မနက်စောစောမှာတော့ကြောက်မှန်ချန်ဟာဟယ်ရီလန်ရဲ့ဦးဆောင်မှုနဲ့အတူမျက်လုံးတွေနီးရဲပြီးခေါင်းလိုက်ဆိုင်ကြကကျွန်တော်ခြံတကားကိုလာခောက်တဲ့တစ်ချိန်ကဘသူ့ကိုမှဂယုမဆိုင်ပဲမိုင်ရန်ခဲ့တဲ့ဒီလူမိုက်ကြီးဟာအခုတော့တညတွင်ချင်း10နှစ်လောက်အိုးစားသွားတယ်လို့ဖြစ်နေတယ်သူဟာကျွန်တော်ခြံတကားကုံမှာဘုံခနဲထိုင်ချလိုက်ပြီးငိုယိုအော်ဟစ်ကတူတော်မောင်ရှန်ရန်ရဲ့ဦးလေးကိုတနာပါကွာမင်းရဲစခန်းကိုသွားပြီးကြေအေးစာလေးလက်မှတ်ထိုးပေးပါရှောင်းကခဏတာအမားလုံးမိသွားလို့ပါမင်းသူ့ကိုထောင်ကျအောင်လုပ်လိုက်ရင်သူ့တစ်သက်လုံးပျက်စီးသွားလိမ့်မယ်လို့တောင်းပန်တယ်ကျွန်တော်ကခြံထဲကကျင်းကလထိုင်ပေါ်မှာထိုင်ရင်အဖိုးဆုံးခုလေးတင်လာပို့ပေးသွားတဲ့ပူနွေးနေတဲ့ဘဲဥနှလုံးကိုကင်တာအခွန်ကိုဖြည်းဖြည်းချင်းခွာနေလိုက်တယ်ဦးလေးကြောက်အစတုန်းကခမည်းဘဲအကောင့်3000ကိုကျွန်တော်အခုမှစိုက်ထားတဲ့ကြာဆွဲကန်ထဲမောင်းသွင်းပြီးတန်ပြည့်ရှိတဲ့ကြာပင်ပေါက်လေးတွေကိုနင်းချီဖြက်စီးခဲ့တုန်းကတော့ကျွန်တော်ရဲ့ဒီနှစ်ဝက်စာငွေသိန်းချီရင်းနှီးမြှုပ်နှံထားတဲ့စူးစမ်းအားထုတ်မှုတွေပျက်စီးသွားမယ်ဆိုတာကိုဘာလို့မတွေးခဲ့တာလဲကျွန်တော်မျက်လွှာကိုပင့်ပြီးသူ့ကိုတင်းငိမ့်စွာကြည့်လိုက်တယ်မနေ့ညကသာကျွန်တော်ကင်မရာမတက်ထားခဲ့ဘူးငန်းတွေမမွေးထားခဲ့ဘူးဆိုရင်ဒီနေ့မနက်ဒီကရှေ့ရကန်ကြီးထဲမှာဘဲတီတွေငါးတီတွေအပြည့်ပေါ်လို့နေမဲ့အချိန်ကြရင်ခမည်းဒီကိုလာပြီးငါအမှားလုပ်မိသွားပါလေလို့ငိုပြီးလာပြောမှမို့လို့လားခမည်းအိမ်ထဲမှာပုံပြီးလက်ခုပ်တီအောင်ပွဲခံနေမှာပဲကြောက်မှန်ချန်ဟာကျွန်တော်စကားကြောင့်စိုးနှင့်သွားပြီးမျက်နှာကြီးနီရဲကနှုတ်ခမ်းတွေတုံရင်နေပေမဲ့ပြန်ချေပဖို့စကားတခုမှမထွက်လာတော့ပါဘူးခမည်းပြန်တော့ဥပဒေကဘလို့အပြစ်ပေးမလဲဆိုတာရဲနဲ့တရားရုံးရဲ့ကိစ္စပဲကျွန်တော်အပြင်မှာကြိတ်ပြီးညှိနှိုင်းတာကိုလက်မခံဘူးကြေးအေးစာဆိုတာကိုတော့ပို့လို့တော့လက်မှတ်မထိုးပေးနိုင်ဘူးကျွန်တော်မတက်ရက်လိုက်ပြီးအခွန်ခွာထားတဲ့ဘဲဥကိုတကိုက်ကိုက်စားလိုက်တယ်ပြီးတော့အိမ်ထဲကိုလှည့်ဝင်သွားပြီးတကားကိုစောင့်ပိတ်လိုက်တော့တယ်နောက်ပိုင်းမှာကြောက်ရှောင်ဟာစီးပွားရေးလုပ်ငန်းဖျက်ဆီးရန်ကြံစည်မှုနဲ့လအနေငယ်ထောင်ဒဏ်အကျယ်ချုပ်ကျသွားခဲ့တယ်အဲ့ဒီနောက်ပိုင်းကြောက်မှန်ချန်ဟာရွာထဲမှာလုံးဝကိုအရေးအယောင်ပျောက်သွားတယ်လို့ဖြစ်သွားခဲ့တယ်ရွာထိပ်ပင်အောက်မှာဖဲရိုက်တဲ့ဝိုင်းကတောင်သူ့ကိုဘယ်သူမှမခေါ်ချင်ကြတော့ဘူးအဲ့ဒီညကကျွန်တော်စည်ရင်စာအုပ်ထဲမှာလုံခြုံရေးကာကွယ်မှုအောင်မြင်သည်တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုရွမ်3သိန်းခန့်ကိုရှောင်ရှားနိုင်ခဲ့သည်လူကြောင့်ဖြစ်သောဘေးအန္တရာယ်ကိုဖြေရှင်းနိုင်ခဲ့သည်အတွက်တညတာအေးချမ်းမှုကိုအမျက်ရသည်လို့ရေးမှတ်လိုက်တယ်ဩဂုတ်လအစပိုင်းမှာတော့တောင်ပိုင်းဒေသဟာဆယ်စုနှစ်များစွာအတွင်းမကြုံဘူးတဲ့အလွန်ပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတဲ့မိုးလေဝသဌာနကလည်း3ရက်ဆက်တိုက်မိုးကြီးမဲ့အနည်းအောင်အဆင့်တတိပေးချက်ကိုထုတ်ပြန်ထားခဲ့ပါတယ်။ TV ထဲကမိုးလေဝသသတင်းကိုကြည့်ရင်ကျွန်တော်ရင်ထဲကစိုးရိမ်စိတ်ကြိုးတွေထပ်မံတင်းမာလာခဲ့တယ်။မြေရှိရမှုဧက130ခန့်ကျယ်ဝန်းတဲ့ကြာကန်ကြီးရဲ့ဧရိယာကတိတ်ကိုကြီးမားလွန်းတဲ့တကယ်လို့မိုးတဲထန်စွာရွာသွန်းလို့ရေတွေသာရုတ်တရက်ကြီးလာခဲ့ရင်ရေအောက်ကကြာပင်တွေအောက်ဆီဂျင်ပြတ်ပြီးအမြင့်တွေပုတ်ကုန်ယုံသားမကဟိုဘဲအကောင်တုံးသူမြကလည်းရှန်ကြလာမဲ့ရေတွေနဲ့အတူဘယ်စီမျိုးပါသွားမယ်မှန်းသိရမှာမဟုတ်ဘူး။ဒီနေ့လောက်အားကနှဆပေးမယ်။ကျွန်တော်တို့မိုးနဲ့မင်းစီကနေအချိန်လူရမယ်လို့အဖိုးစွန်းနဲ့အန်တီဝန်တို့ကိုကျွန်တော်အသိပေးလိုက်တယ်။တိုင်ဖုန်းမုန်တိုင်းမဝင်ရောက်ခင်တရက်အလိုညနေခင်းမှာကျွန်တော်ပြက်တသားအမိတ်ပေးလိုက်တဲ့မြို့ပေါ်ကနေတဲအိတ်နဲ့သူမြနဲ့ကုန်တင်ကားတစ်စီးကိုအရေးပေါ်မှာယူလိုက်တဲ့အဖိုးဆုံးကရွာထဲကခွန်အားတောင့်တင်းတဲ့ယောက်ျားလေး4-5ယောက်ကိုဥဆောင်ပြီးရွာသွန်းနေတဲ့မိုးကွက်ကြားထဲမှာပဲကြာကန်ရဲ့အနေဆုံးဖြစ်တဲ့တောင်ဘက်ရေဝင်ပေါက်မှာတဲအိတ်တွေကိုအသေးတန်ဖို့ကရေကာတာတိဆောက်ကြတဲ့အန်တီဝန်ကတော့အမျိုးသမီးတချို့ကိုဥဆောင်ပြီးဘဲအကောင်သုံးသူမြလုံးကိုကုန်းမြင့်ပိုင်းမှာရှိတဲ့ခိုင်ခန့်နဲ့ဘဲချန်နဲ့မောင်းတွင်းကအပြင်ဘက်ကနေလေကာပိုက်ကွန်တွေတက်ဆင်ပေးတယ်လေကပိုပြင်းလာပြီးမျက်နှာကိုရိုက်ခတ်နေတဲ့မိုးပေါက်တွေကနာကျင်စေတယ်ညနေဆောင်မှာတော့လေပြင်းတွေနဲ့အတူမိုးရေတွေကတွန်းချလိုက်တယ်လို့ရွာချလာပါတော့တယ်တလောကလုံးအဖြူရောင်တွေဖုံးလွှမ်းသွားပြီးလေတိုက်တန်တဲ့ကံပေါင်ကိုရိုက်ခတ်နေတဲ့ရေလိုင်းတန်တွေကိုသာကြားနေရတယ်ကျွန်တော်မိုးကအင်ဂျီကိုဝက်လက်နဲ့တမီကိုကင်ပြီးတနာရီတခါကံပေါင်ကိုပက်ကြည့်နေခဲ့တယ်မနက်3နာရီမှာမိုးရွာသွန်းမှုကအထို့ထိပ်ကိုရောက်လာတဲ့တောင်ဘက်မှာစီထားတဲ့တဲအိတ်တမန်ကနေရေတွေစိမ့်ထွက်လာပြီးအောက်ခြေကရွှွန့်တွေဟာရေစီးကြောင်းကြောင့်ပြိုကျမဲ့အရေးအယောင်တွေတွေ့လာရတယ်အဖိုးဆုံးလူတွေခေါ်လာခဲ့တောင်ဘက်ကတောက်မခံနိုင်တော့ဘူးလို့လေပြင်းတွေကြားထဲမှာကျွန်တော်အတန်ကုန်ဟစ်အော်လိုက်တယ်။တကယ်တော့လူတိုင်းကပင်ပန်းလွန်းလို့လဲကြမတက်ဖြစ်နေကြပါပြီ။ဒါပေမဲ့ဘသူအဲ့ဒီခိုက်တက်မှာလူကောင်းကိုနှက်ကောင်းမှဆိုတာဘာလဲဆိုတာကျွန်တော်တကယ်ကိုခံစားလိုက်ရတယ်။တကယ်လို့ကျွန်တော်သာကြောက်မှန်ချန်လူမျိုးကောက်ကြည့်ရုံမှခဲ့မယ်ဆိုရင်ဒီညဒီကန်ကြီးကိုဘလို့မှကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး။ကျွန်တော်လည်းရေထဲခုန်ဆင်းပြီးလူတွေနဲ့အတူပေါင်100လောက်လေးတဲ့တဲအိတ်တွေကိုထန်းကရွှွန့်ရည်ထဲမှာအသေးလဲဝင်ပိတ်ခဲ့ကြတယ်။ကျွန်တော်တို့ရေဘေးကိုအသေးတန်ကာကွယ်နေချိန်မှာပဲလျှက်စီးတစ်ချက်ကညာကောင်းကင်ရံကိုဖျက်တမ်းသွားတယ်အဝေးကကံပေါင်ပေါ်မှာမိုးကအဆုပ်ကိုဝစ်ထားတဲ့လူတယောက်ရက်နေတာကိုဝေဝါးဝါမြင်လိုက်ရတယ်အဲ့ဒါကကြောက်မှန်ချန်ပဲသူ့အိမ်ကဘဲချန်ကဖြစ်တယ်လို့စောက်ထားတာဆိုတော့ဒီမိုးတက်မှုနိုင်ကြောင်းသူ့ဘဲချန်တော့ပြိုကျသွားလောက်ပြီးသူ့အဲ့ဒီမှာရက်နေတာကကျွန်တော်ရဲ့ကြာကန်ရောရေမြုပ်သွားပြီလားဆိုတာကိုလာကြည့်ပြီးသူ့ရဲ့ဆုံးရှုံးမှုအတွက်စိတ်သက်သာရရမယ့်အရာတစ်ခုခုကိုဒါပေမဲ့သူမြင်လိုက်ရတာကလေပြင်းမုန်တိုင်းထဲမှာခိုင်မာကြောက်ချနေတဲ့ကျွန်တော်တို့လူသားတိုင်းကြီးကိုပါပဲလျှက်စစ်မီးရောင်တွေကမိုးတက်လေပြင်းထဲမှာရှက်ဖြာနေပြီးရေဆုပ်ဆက်ကြီးကတားရဲတကောင်လိုဟိဟောက်မီဟေးကကန်ထဲကပူရှန်နေတဲ့ရေတွေကိုအပြင်ဘက်ရေမြောင်းနဲ့အသေးအတန်ဆုပ်ထုတ်ပေးနေတယ်။ကျွန်တော်တို့တညလုံးရုန်းကန်တိုက်ပွဲဝင်ခဲ့ကြတယ်။နောက်တနေ့မနက်မှာတော့လေငိမ်သွားပြီးမိုးတိတ်သွားခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းဖြတ်သွားခဲ့ပြီးကျွန်တော်ရှုံးပွဲတွေပြည့်နေတဲ့ကံပေါင်ပေါ်မှာပြစ်လဲထိုင်ချလိုက်တဲ့တကူလုံးမှာတန်ရှင်းတဲ့နေရာဆိုလို့တကွက်မှမရှိတော့ဘူး။လက်နှစ်ဖက်စလုံးမှာလည်းပုံပဲပြက်ရှရာတွေအများကြီးပဲဒါပေမဲ့ကန်ထဲကဘေးကင်းလုံခြုံစွာရှိနေတဲ့စိမ့်လန်းတဲ့ကြားရွက်တွေနဲ့ဘဲချန်ထဲကနေထွက်ပေါ်လာတဲ့အားရင်ပြေဝနေတဲ့ဘဲအော်တန်တွေကိုကြားရတဲ့အခါကျွန်တော်အော်ဟစ်ပြီးရေမောပစ်လိုက်တဲ့အဖိုးစွန်းနဲ့အန်တီဝန်တို့လည်းကျွန်တော်ဘေးမှာပြစ်လဲထိုင်ချရင်အချင်းချင်းကြီးကရေမောလိုက်ကြတယ်အလွန်အမင်းပင်ပန်းနွမ်းနေပေမဲ့လူတိုင်းရဲ့မျက်လုံးထဲမှာအောင်ပွဲခံနိုင်တဲ့ဝမ်းမြောက်မှုတွေထင်ဟပ်နေတယ်အောင်ပွဲနဲ့ရိတ်သိမ်းရသောစေတနာ
အဲ့ဒီနေ့ညနေပိုင်းမှာရွာလူကြီးဟယ်ယူလန်ကမြို့နယ်ကယ်ဆယ်ရေးအဖွဲ့ကိုရွာထဲခေါ်လာတယ်စီးရင်ကောက်ယူပြီးနောက်ရွာထဲကတောင်သူအများစုရဲ့တီးနှံတွေပျက်စီးဆုံးရှုံးခဲ့ကြရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဧက130ကျဲတဲ့ဂျာကန်ကတော့ကြိုတင်ကာကွယ်မှုအားကောင်းတာနဲ့ရေထုတ်စနစ်ကောင်းမွန်တာကြောင့်ထိခိုက်ဆုံးရှုံးမှုလုံးဝမရှိခဲ့ဘူးစန့်ကျင်ဘက်အနေနဲ့တိုင်ဖုန်းကြောင့်ရွာသွန်းခဲ့တဲ့မိုးရေတွေကကန်ထဲကရေသွေးကိုပုံမကောင်းမွန်အောင်လဲပတ်စေခဲ့တယ်ကျွန်တော်ချက်ချင်းပဲအေးခန်းထဲမှာတူလောင်ထားတဲ့ဘဲဥဖာ90နဲ့လက်ဆက်ဆက်ဖမ်းမိထားတဲ့9ပေါင်ရချီကိုရွာကော်မတီစီအခမဲ့လှူဒန်းဖို့ဆုံးဖြတ်လိုက်တဲ့တက်ကြီးရွယ်အိုတွေနဲ့ရေဘေးတင်မိသားစုတွေကိုဝေငှပေးဖို့ရွာလူကြီးကိုအနံလိုက်တယ်ဒီဖြစ်ရပြီးမှတော့ရွာထဲမှာကျွန်တော်ရဲ့ကုန်သတင်းကအခိုင်အမာရက်တည်သွားပါတော့တယ်အရင်တုန်းကလက်ဖက်ရည်ဆိုင်မှာကျွန်တော်ကိုကတောက်ကဆက်နိုင်တဲ့ចောင်းသားလေးလို့အတင်းပြောခဲ့ကြတဲ့ရွာသားတွေဟာအခုတော့ကျွန်တော်ကိုအဝေးကနေမြင်တာနဲ့တထေးရှံလို့ရင်ကြီးကြီးလက်နှုတ်ဆက်ကြပါပြီကျောက်မှန်ချန်ကတော့အဲ့ဒီညကအချိန်မီမကယ်ဆယ်နိုင်ခဲ့တဲ့အပြင်နောက်ပိုင်းတူလိုက်ငါပြီးဝယ်လာတဲ့ယောဂဘဲအထူပြောတဲ့ဘဲတွေဟာဒီမိုးသေးထဲမှာရင်းနှစ်တည်ဆုံးကုန်ပြီးကျန်တဲ့အကောင်တွေကလည်းအေးပက်တာနဲ့ရေဆိုးကူးဆက်တာတွေကြောင့်တေလူမျိုးပါဖြစ်နေကြရှာတယ်။မုံတိုင်းအပြီးမှာတာယာတဲ့နေတာတဲ့နေ့တနေ့ရောက်လာစမြဲပါအိမ်ပြန်ရောက်တော့ရေနွေးနွေးလေးနဲ့ရေချိုးလိုက်ပြီးဟောင်းနှမ်းနေပြီဖြစ်တဲ့စည်ရင်းစာအုပ်လေးကိုဖွင့်ကာစာမျက်နှာတစ်တစ်ခုမှာကျွန်တော်အလေးနဲ့ရေးမှတ်လိုက်တယ်။ရေဘေးကာကွယ်ရေးအသုံးစရိတ်တဲအိတ်နဲ့လုံအားက6500ရွမ်ပိုင်ဆိုင်မှုစည်ရင်းစစ်ဆေးခြင်းရှေ့ရမှုကြပင်များအကောင့်ပကတိပဲ3တူမြကျမ်းမာရေးကောင်းမွန်ရရှိလိုက်သောအရာလူအများ၏မေတ္တာနှင့်ယုံကြည်မှုဂေဟစနစ်အကျက်တဲနှင့်တဘာဝ၏အဖြစ်ဒါပေမဲ့မိုးနဲ့မင်းကကျွန်တော်ဘလောက်အထိတောက်ခံနိုင်မလဲဆိုတာကိုအဆုံးစွန်ထိစမ်းသပ်ဖို့ဆုံးဖြတ်ထားပုံရတဲ့တိုင်ဖုန်းအပြီးသတင်းနှစ်ပတ်တောင်မပြည့်သေးခင်အပူချိန်ရုတ်တရက်မြင့်တက်လာမှုနဲ့အတူကြာကန်ထဲမှာမထင်မှတ်ထားတဲ့ဂေဟစနစ်အကျက်တဲတစ်ခုပေါ်ပေါက်လာတယ်